ပေါ်လာသည့်အာယုံများနှင့်ရှုပွားရမည့်ဝိပဿနာတရားသီလသမာဓိပညာလို့တဏှာဝကလွတ်မြောက်ဖို့အတွက်ကျင့်ကြံကြိုးကိုအားထုတ်ရမယ်အကျင့်တရားများကိုမြတ်စွာဘုရားကမဂ်ကင်၈ပါးထဲမှာအလုံးစုစည်းပြီးတော့ဖော်ပြထားတာဖြစ်တယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝလို့ဆိုတဲ့သီလမဂ်ကင်ကိုအခြေခံပြီးတော့သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတဲ့သမာဓိကိုထူထောင်တာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတဲ့ပညာကိုအရယူနိုင်တဲ့ဤစနစ်ကိုမြတ်စွာဘုရားဟောကြားခဲ့တာဖြစ်ပါတယ်သီလံသာသနတ္တအာဓိလို့ဆိုတဲ့အတိုင်းဘုရားမြတ်စွာရဲ့သာသနာတော်မြတ်သောခြင်းကိုကျင့်ပြီးဆိုတဲ့အခါမှာသီလကစတင်ကြစတင်တယ်လို့ဆိုပေမဲ့လို့ဘလောက်ကြာအောင်သီလကိုစောင့်ထိရမှာလဲလို့ဆိုရင်အခုစောင့်တည်ပြီးတော့အခုဒီသီလဟာစင်ကြယ်တဲ့အနေအထားမျိုးရတယ်ဒါကြောင့်မို့လို့သီလနဲ့ပတ်သက်တဲ့အခါကျတော့တမာဒါနလို့ခေါ်တယ်စောင့်တည်မှုဟာအဓိကအခုရှင်ပါးသီလစောင့်တည်လိုက်တဲ့အချိန်ဒါရှင်ပါးသီလနဲ့ပြည့်စုံသွားတဲ့အချိန်ခါလို့ဒီလိုပြောလို့ရတယ်တမာဒါနစေရနာမလွန်ကျူးသေးသမျှကာလပတ်လုံးမိမိတို့တဏ္ဍမှာရှင်ပါးသီလတည်နေတယ်လို့ဒီလိုဆိုတယ်ဒါကစောင့်တည်လို့ရတဲ့အတိုင်းတာတစ်ခုပြောတာအဲ့လိုစောင့်တည်လို့ရတဲ့အတိုင်းတာတစ်ခုမပြည့်ပြည့်သေးသမျှကာလပတ်လုံးသီလနဲ့ပြည့်စုံသူလို့ဒီလိုခေါ်လို့ရပြီအကယ်၍လွန်ကျူးเสียအာယုန်တစ်ခုပေါ်လာလို့လွန်ကျူးဖောက်ပြက်လိုက်တဲ့ဆိုရင်ထိုသီလပြည့်ပြည့်သွားနိုင်သေးတယ်ပေါ့အဲ့တော့သီလကစတင်တာတော့တခြားကြောင့်မဟုတ်သီလဆိုတာအနဝိဇ္ဇဒုက္ခကိုပေးစွမ်းနိုင်တယ်ပြစ်ကင်းမဲ့တယ်ဆိုတာလောကမှာပြစ်ကင်းတဲ့ချမ်းသာဟာတခြားချမ်းသာတွေနဲ့မတူဘူးပြစ်ကင်းတဲ့ချမ်းသာတစ်ခုဟာသာဝရချမ်းသာဒုက္ခမျိုးကိုပေးနိုင်တယ်ကိုယ်ဘဝကိုယ်အနေထားကိုဆင်ញင်သုံးသပ်လိုက်တဲ့အချိန်တိုင်းဟာငါအပြစ်ကင်းတယ်လို့ဆိုတဲ့စိတ်ဟာအင်တန်မှစိတ်ထဲနှလုံးထဲမှာကြည်လင်အေးမြသွားစေနိုင်တဲ့အရာဖြစ်တယ်ပေါ့ဒါသီလကတိုက်ရိုက်ဆွမ်းဆောင်ပေးမှုပဲသီလစောင့်တည်ထားတဲ့ပုဂ္ဂိုလ်တယောက်ငါဒီပြစ်မှုတွေတခုမှကျူးလွန်ထားတာမရှိဘူးငါသီလလုံးနေတယ်လို့ဆိုရင်စိတ်နှလုံးကြည်သာတယ်လို့ခေါ်တယ်အဲ့ဒီအနေနဲ့ဆက်ထပ်မှန်ပြီးတော့သီလဆင်ခြင်လိုက်တဲ့အခါအရတော်လိုက်တာလို့ဆိုတဲ့ဝမ်းမြောက်မှုတွေဖြစ်လာတယ်နှစ်သက်ကျေနပ်မှုဆိုတဲ့ပီတိလည်းဖြစ်လာပီတိဖြစ်လာလို့ရှင်ဆက်တိုက်ကိုယ်ရောစိတ်ရောငြိမ်းချမ်းမှုဆိုတဲ့ပတ္တတိဖြစ်လာတယ်ပတ္တတိဖြစ်လာလို့ရှင်ဒုက္ခဆိုတာမလွဲမသွေကိုချမ်းသာမှုစိတ်ချမ်းသာမှုရအဲ့ဒီချမ်းသာဟာအနဝိဇ္ဇဒုက္ခလို့ခေါ်တယ်အပြစ်ကင်းလို့ရတဲ့ချမ်းသာမျိုးဒီပြည့်ချမ်းသာလည်းမတူဘူးလေမြတ်စွာဘုရားချမ်းသာမျိုးမျိုးဟောထားတာရှိတယ်အနဝိဇ္ဇဒုက္ခကိုတာမန်ချမ်းသာတွေကတုပြီးတော့မမိနိုင်ဘူးလောကလူတွေရနိုင်တဲ့ချမ်းသာကိုပြောရမယ်ဆိုရင်ပစ္စည်းဥစ္စာရှိတယ်နော်နေစရာရှိတယ်စားစရာရှိတယ်မိမိပိုင်ဆိုင်မှုပစ္စည်းတွေအများကြီးရှိတာကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာအာရမှုဖြစ်တာကိုအဋ္ဌိဒုက္ခလို့ခေါ်တယ်ရှိလို့ချမ်းသာတာအဲ့ဒီရှိလို့ချမ်းသာတာဆိုတာလဲခိုင်မာတာမဟုတ်ဘူးမရှိပြီဆိုလို့ရှိရင်ဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေတတ်တယ်သူကအဲ့ဒီအဋ္ဌိဒုက္ခဆိုတာလဲရှိခိုင်မာချမ်းသာတာဖြစ်တော့ကြောင့်အမှန်တန်တူတောင်းတဲ့ချမ်းသာတစ်ခုလို့ပြောအောင်ရှိတဲ့ပစ္စည်းကိုအသုံးပြုတယ်ကိုယ်ကားရှိလို့ကားနဲ့သွားကိုယ်အိမ်မှာပြည့်ပြည့်စုံစုံရှိလို့အနေထိုင်ချမ်းသာသာနေနိုင်ထိုင်နိုင်တယ်အသုံးပြုလို့ရတဲ့ချမ်းသာကိုဘောဂဒုက္ခလို့ခေါ်တယ်ဘ
ဘယ်ပစ္စည်းပဲဖြစ်ဖြစ်သုံးလိုက်လို့အချိန်မှာသုံးပြုတ်နေတဲ့အချိန်မှာချမ်းသာမှုကိုရရှိစေတယ်အဲ့ဒါဘောဂဒုက္ခဒါလည်းပဲစားသုံးနေတုံးအသုံးပြုနေတုံးသာချမ်းသာမှုကိုပေးနိုင်တာပြီးသွားတာနဲ့တပြိုင်နက်ချမ်းသာမှုကဆုံးရှုံးသွားပြန်တယ်တူတောင်းတဲ့ချမ်းသာဒုက္ခတစ်ခုပဲဟောနောက်တစ်ခုကဘာလို့ဆိုရင်လောကမှာလူတွေဟာပစ္စည်းဥစ္စာမပြည့်မစုံဖြစ်စေမိမိအသုံးပြုံးမစင်ကြယ်ဖြစ်စေသူတစ်ပါးထံကကြွေးယူပြီးတော့သုံးကြရတာမျိုးတွေဖြစ်ပေါ်လာတယ်အဲ့ဒီကြွေးတွေတင်းနေပြီဆိုရင်လူတွေဟာတအုံနှွေးနှွေးနဲ့ကြွေးပေးเสียရှိတယ်လို့ဆိုတဲ့စိတ်ဆင်းရဲမှုမျိုးတွေကြုံတတ်တယ်အေးကြွေးမကင်းသွားတဲ့ပုဂ္ဂိုလ်တွေကြွေးတွေဆက်လိုက်လို့ကြွေးသူများကြွေးကိုလုံးဝမရှိဘူးဆိုတဲ့လူတယောက်ဟာလက်မထောင်နိုင်ပြီးတော့ကြွေးကင်းတဲ့ချမ်းသာလို့ခေါ်တယ်အဲ့ဒါဘယ်သူစီကမှကြွေးယူထားတာမရှိဘူးစီပါဥစ္စာပြေလည်လို့ကြွေးကင်းတယ်အဲ့ဒီကြွေးကင်းတယ်ဆိုတဲ့ချမ်းသာဟာလေတွေးလိုက်တဲ့အခိုက်မှာငါမှကြွေးမရှိဘူးလို့ဆိုတော့တွေးလိုက်တဲ့အချိန်မှာဒီချမ်းသာမှုကိုရဒါလည်းပဲတူတောင်းတဲ့ချမ်းသာလေးတစ်ခုပဲအဲ့ဒီချမ်းသာဒီတဲ့တာလွန်တဲ့ချမ်းသာကတော့ဘာလို့ဆိုရင်အနဝိဇ္ဇဒုက္ခတဲ့ပြစ်ကင်းလို့ရတဲ့ချမ်းသာဘာအပြစ်မှမိမိအနေနဲ့ကျူးလွန်ထားတာမရှိဘူးဘယ်ချိန်တွေးလိုက်အေးငါကိုချင်းတရားကောင်းတယ်ဒီဘဝသေသွားမှလည်းပူစရာမလိုဘူးဘာဖြစ်လို့လဲငါမှဘာအပြစ်မှကျူးလွန်ထားတာမရှိဘူးကုသိုလ်ကောင်းမှုတွေငါမှရှိတယ်ဆိုဘယ်ချိန်တွေးစိတ်အေးစရာကောင်းတဲ့ချမ်းသာမျိုးဒါအနဝိဇ္ဇဒုက္ခဘယ်သူကပေးလဲဆိုသီလကပေးတာဒီလိုပြောတာနော်အဲ့ဒီသီလဟာအနဝိဇ္ဇဒုက္ခရလာတာနဲ့တပြိုင်နက်စိတ်လေးတည်ငြိမ်မှုကိုလင်းလင်းမြန်မြန်ရစေနိုင်လို့ခေါဏသမာဓိဆိုတာစိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်မှာသမာဓိဆိုတာလွယ်လွယ်ကူကူနဲ့ရနိုင်လို့မြတ်စွာဘုရားကသီလပြီးတော့သမာဓိလို့ဒီလိုဟောတာအဲ့ဒီသမာဓိရှိလာပြီဆိုတဲ့အခါမှာအရာရာကိုဆင်ញင်သုံးတတ်တဲ့စိတ်တည်ငြိမ်နေတဲ့ပုဂ္ဂိုလ်တယောက်ဘာကိုပဲစဉ်းစားတဲ့အခါမှာအမှန်ကန်စဉ်းစားလာနိုင်သည့်အတွက်ကြောင့်ယထာဘူတဓတနာတဲ့တကယ်အဖြစ်မှန်ကိုမြင်နိုင်တယ်သိနိုင်တယ်ဆိုတဲ့ဉာဏ်မျိုးရလာတယ်အဲ့ဒါသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပတွေးအဲ့တော့ဘဝမှာဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားဟောကြားတဲ့ဘုရားရဲ့အဆုံးအမအတိုင်းဘဝမှာနေမယ်ဆိုလို့ရှိရင်တော့ဒီကျင့်စဉ်လေးနဲ့နေတာမိမိအိမ်မှာနေရင်ထိုင်ရင်သွားရင်လာရင်စားရင်တောင်းရင်စီးပွားရှာရင်ဒီလိုပဲနေကြဒီနေနဲ့ဒီလိုအနေထားမျိုးတိုင်းနေမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာနိဗ္ဗာန်မရသည့်တိုင်အောင်မရသေးသည့်တိုင်အောင်တဏှာထဲမှာအစဉ်တပြေနဲ့ချမ်းသာဒုက္ခတွေကိုရသွားနိုင်တယ်ဒါ way of life Buddhist way of life ဖရာရဲ့နေနည်းပေါ့နော်ဖရာအဆုံးအမတိုင်းနေတာဘုရားဘာသာဝင်တွေမှာဒီအပြစ်ကင်းမှုဆိုတဲ့အနဝိဇ္ဇဒုက္ခရအောင်လုပ်ဖို့လိုအပ်တယ်အနဝိဇ္ဇဒုက္ခဆိုတာသီလကမှပေးနိုင်တယ်ကဲကောင်းပြီအဲ့လိုနေတဲ့အခါမှာသီလလည်းပြည့်စုံလာပြီတမာတိလည်းသီလပေါ်မှာအခြေခံပြီးတော့တမာတိလည်းဖြစ်လာပြီဆိုတဲ့အခါမှာတဏှာကပါလာတဲ့လူတွေရဲ့စိတ်ထဲမှာ positive ဖြစ်နေတဲ့ကိလေသာတွေဆိုတာရှိတယ်နှစ်သက်စရာအာယုန်နဲ့တွေ့လို့ရှိရင်လိုချင်တဲ့လောဘထောင်းကနေထားလာတာပဲအိဋ္ဌာယုံလို့ခေါ်တယ်နှစ်သက်စရာမျက်နှိုးစရာအာယုန်တွေနဲ့တွေ့လာပြီဆိုရင်အဲ့ဒီအာယုန်ကိုလိုချင်တယ်တတ်မဲ့တယ်တွေ့တာတယ်ဆိုတဲ့စိတ်အနေထားတစ်ခုကပေါ်လာအဲ့ဒီပေါ်လာတာကိုထိန်းနိုင်ရင်ထိန်းမထိန်းနိုင်လို့ရှိရင်သီလလည်းကျိုးသွားနိုင်တယ်တမာတိလည်းပြက်ပြသွားနိုင်တယ်အဲ့ဒီသီလတမာတိတွေအခြေခိုင်သွားအောင်ထိမ့်ပုံထိမ့်နည်းကိုမြတ်စွာဘုရားပေါ်လာသည့်အာယုန်များနဲ့ရှုပွားရမည်ဝိပဿနာတရားဆိုတာစိတ်ကိုထိမ့်တဲ့နည်းတစ်ခုကိုပေးထားတာเนาะအဲ့တော့ဝိပဿနာတရားဆိုတာဘယ်နေရာပဲဖြစ်ဖြစ်ရှုပွားလို့ရတယ်ဆိုတဲ့အနေထားအဲ့တော့ဝိပဿနာဆိုတာတေချာပြောမယ်ဆိုလို့ရှိရင်တမ္မာဒိဋ္ဌိကိုခေါ်တာပဲမမှန်ကန်ကန်မြင်တတ်ဖို့ဒါမှမဟုတ်ဝိပဿနာဆိုတာဉာဏ်ကိုကောက်ဉာဏ်ဆိုတာတမ္မာဒိဋ္ဌိဒါမှမဟုတ်တမ္မာဒိဋ္ဌိကိုခွဲတဲ့အခါမှာကံကံဤကျိုးရှိတယ်လို့လက်ခံတာကမ္မတက္ကထာတမ္မာဒိဋ္ဌိ
ယုံနာဓမ္မသင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောကိုဆင်ញင်သင်တာသိမြင်တာကဝိပဿနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်။သိမြင်မှုကိုအခြေခံပြီးတော့ကိလေသာတွေကိုဖယ်လို့နိဗ္ဗာန်ကိုမြင်တာကြတော့မေဃသမ္မာဒိဋ္ဌိလို့ခေါ်တယ်။ထိုကိလေသာတွေကိုပြန်လည်ငြိမ့်သက်ပြီးနိဗ္ဗာန်ကိုအာရုံပြုနိုင်တာကြတော့ဖလသမ္မာဒိဋ္ဌိလို့ခေါ်တယ်။ဒီလိုသမ္မာဒိဋ္ဌိကအဆင့်ဆင့်သွားတာအခြေခံကမ္မတက္ကတာသမ္မာဒိဋ္ဌိရှိပြီးတဲ့နောက်မှာမိမိရဲ့နေ့စဉ်ဘဝမှာဝိပဿနာသမ္မာဒိဋ္ဌိနဲ့နေဖို့လိုတယ်ဝိပဿနာသမ္မာဒိဋ္ဌိနဲ့မနေဘူးဆိုလို့ရှိရင်စောင့်တည်ထားတဲ့သီလဟာလည်းကျိုးပေါက်သွားနိုင်ရရှိထားတဲ့တမာတိတရားတွေဟာလည်းပြည့်ပြားသွားနိုင်တယ်ပေါ့ဘာကြောင့်သီလတွေကျိုးပေါက်ပြီးတော့ကျိုးပြီးတော့တမာတိတွေပြည့်ပြားရတယ်လဲလို့ဆိုလူဆိုတာနေ့စဉ်ဘဝမှာမိမိရဲ့စိတ်ထဲမှာအာယုံအမျိုးမျိုးနဲ့ဆုံတွေ့နေတာမျက်စိကမြင်ရတဲ့အာယုံရှိတယ်ရှောင်တိန်လို့မရဘူးနော်မျက်စိဆိုတာအာယုံမျိုးမျိုးလာပြီးတော့တွေ့ကပ်မှာပဲမြင်စရာအာယုံတွေဟာလည်းလိုချင်စရာကောင်းတာရှိတယ်လိုချင်စရာမကောင်းတာရှိတယ်ဟောအိဋ္ဌာယုံအနိဋ္ဌာယုံလို့ခေါ်တယ်အိဋ္ဌဆိုတာမမောစရာကောင်းတဲ့အာယုံအဲ့ဒီမမောစရာကောင်းတဲ့အာယုံဆိုတဲ့အမြင်အာယုံကလည်းလူစိတ်ကိုဆွဲဆောင်ပြီးလွှမ်းမိုးသွားနိုင်တယ်တဲ့အဲ့ဒီအာယုံရဲ့လွှမ်းမိုးမှုခံရတဲ့အခါမှာကိုယ်တဏ္ဍာမှာတဏှာရာဂတွေဖြစ်ပေါ်လာပြီထိုတဏှာရာဂတွေကိုမထိန်နိုင်မသိနိုင်ဘူးဆိုရင်မနောကံကနေပြီးတော့ဝစီကံကာယကံမြောက်ပြီးတော့လွန်ကျူးသွားနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့ဒါကြောင့်မို့ထိမ့်သိမ်းဆောက်ရှောက်ထားတဲ့စောင့်တည်ထားတဲ့သီလဟာလည်းကျိုးပေါက်သွားနိုင်တယ်ရရှိထားတဲ့တမာတိတရားတွေဟာလည်းပြည့်ပြားသွားနိုင်တယ်50ဇတ်ထဲမှာကြည့်လေကောင်းကင်ကပြန်လာတဲ့ယသိဘုရင်နန်းတော်ကိုဆွမ်းစားကြွလာတဲ့အခါအမတ်တမဲ့ဝင်ရောက်လာတဲ့အခါနန်းတော်မှာရှိနေတဲ့မိဖုရားယသိကြီးမလာသေးဘူးဆိုပြီးတော့နေတဲ့အနေထားလေးမှာယသိကဖြတ်ခနဲ့လေသာပြတင်းပေါက်ကဝင်လာလိုက်တဲ့အချိန်မှာမသိလျော်တဲ့အာယုံကိုမြင်လိုက်ရတော့ယသိကြီးဟာကောင်းတယ်မပြန်နိုင်တော့ဆန်လျှောသွားတယ်ဆိုတဲ့ဇာလံရှိတယ်လေအဲ့ဒါရရှိထားတဲ့တမာတိတရားပြက်ပြားသွားတာဘယ်သူကြောင့်ပြက်ပြားသွားတာအိဋ္ဌာယုံတစ်ခုနဲ့တွေ့တဲ့အခါမှာမထိမ့်သိမ့်နိုင်လို့တဏှာရာဂစိတ်ကလွှမ်းမိုးပြီးတမာတိကိုဖျက်ဆီးလိုက်တာလို့ခေါ်တယ်အဲ့ဒါလို့ရာဂကလည်းပဲတမာတိကိုလွှမ်းမိုးဖျက်ဆီးနိုင်တယ်ဒေါသတရားကလည်းတမာတိကိုလွှမ်းမိုးဖျက်ဆီးသွားနိုင်တယ်တမာတိတင်ဖျက်ဆီးနိုင်တာမဟုတ်ဘူးရာဂကကိုချင်းသီလကိုလည်းပဲဖျက်ဆီးနိုင်တယ်ဒေါသကကိုချင်းသီလကိုပဲဖျက်ဆီးနိုင်တယ်ဆိုတော့အခြေကောင်းအနေကောင်းနေတမာတိလည်းပြက်ပြားသွားတယ်သီလလည်းပြက်ပြားသွားတယ်ဆိုတော့အလုံးဟာဒီအခြေအနေကောင်းနေလုံးဝပျက်စီးသွားနိုင်တဲ့အနေအထားမျိုးရောက်အဲ့ဒီအနေအထားမျိုးမရောက်အောင်ဝိပဿနာတရားကိုရှုပွားနိုင်ရဝိပဿနာတရားရှုပွားတယ်ဆိုမှန်ကန်တဲ့နည်းနဲ့ဆင်ခြင်စဉ်းစားတဲ့ယောနိသောမနတိကာရပဲသူဟာအရာခသိမ်းမှာကြည်တတ်ဖို့မြင်တတ်ဖို့ဒါမို့ဝိပဿနာလို့ဆိုတဲ့စကားလုံးကိုစာပေကျမ်းကတော့အနိစ္စဒုက္ခအနတ္တဆိုတဲ့အခြေအနေမျိုးမျိုးတွေနဲ့ရှုမြင်သုံးသပ်နိုင်တဲ့ဉာဏ်လို့ပြောတာအဆင့်အမြင့်ဆုံးကိုပြောတာတာမန်အားဖြင့်ဒီစကားလုံးကိုကြည့်ပြီးပြောမယ်ဆိုဝိဆိုတာထူးထူးခြားခြားသူများနဲ့မတူအောင်ပတ္တနာမြင်နိုင်တယ်မြင်တတ်တယ်ဆိုတာဝိပဿနာဆိုတာသူများတဲ့ထူးခဲပြီးတော့ဆိုလိုတာကတရားဆိုတဲ့အမြင်မျိုးကိုမမြင်ဘူးသင်္ခါရယုတ်နံဆိုတဲ့အမြင်ကိုမြင်သွားတာဒါထူးတဲ့အမြင်တစ်ခုပဲပေါ့တာမန်မြင်တဲ့အမြင်မဟုတ်ဘူးမြဲတယ်မမြဲဘူးလို့မြင်မြဲတယ်ဆိုတဲ့အမြင်နဲ့ထူးချွန်သွားတဲ့အမြင်တစ်ခုပဲချမ်းသာတယ်လို့ဆင်းရဲတယ်လို့မြင်တာဟာအများမြင်တဲ့ချမ်းသာတယ်ဆိုတဲ့အမြင်နဲ့ထူးချွန်သွားတဲ့အမြင်တစ်ခုပဲကိုလုံနိုင်တယ်ကိုပိုင်တယ်ငါဖြစ်တယ်လို့မြင်နေတဲ့အမြင်အဲ့ဒီအမြင်တဲ့အာလွန်သွားပြီးတော့သူများဒီလိုမြင်ကြပေမဲ့လို့ငါဘာမှမတတ်နိုင်ဘူးနော်ငါအလိုတိုင်းဘာတစ်ခုမှမဖြစ်ဘူးဆိုတဲ့မြင်တဲ့အမြင်ထူးခြားတဲ့အမြင်တစ်ခုဖြစ်တယ်အဲ့ဒါကိုပဲဝိပဿနာလို့ခေါ်တာပဲ
တော့တရားကိုပြောမယ်ဆိုရင်တော့တမ္မာဒိဋ္ဌိပေါ့အဲ့ဒီတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်ရှိဖို့အတွက်ကဘာလို့ဖို့လိုလဲဆိုတမ္မာသင်္ကပ္ပတဲ့မှန်ကန်တဲ့အတွေ့တစ်ခုရှိဖို့တော့တရားအထုတ်ရင်မတွေးရဘူးပြောတာကဒီအခြေအနေကိုပြောတာမဟုတ်ဘူးเนาะအဲ့တော့ဒီအစင်းမြင်လာပြီဆိုလို့ရှိရင်တော့ပညာကလွှမ်းမိုးသွားမှသိကြတယ်အစင်းမမြင်သေးတဲ့အချိန်မှာမှန်ကန်တွေးတောမှုဟာမှန်ကန်သိမြင်မှုအတွက်ထောက်ကူအများကြီးဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကအမှန်တွေးဖို့အတွက်တမ္မာသင်္ကပ္ပဆိုတာကိုတမ္မာဒိဋ္ဌိနဲ့တွဲဖက်ပြီးတော့ပေးထားတာလေဒီသဘာဝနှစ်ခုကမတူတဲ့သဘာဝနှစ်ခုအမှန်တွေးမှအမှန်မြင်နိုင်တာဖြစ်သောကြောင့်အမှန်ကန်ကိုတွေးတတ်ဖို့ဒီလိုဆိုလိုတာเนาะဒီနှစ်ခုတွဲဖက်ပြီးတော့ထားတာဒါကြောင့်မို့လို့အရာခသိန်းကိုမှန်ကန်စဉ်းစားမှန်ကန်တွေးတောဆင်ခြင်မှုအရေးကြီးတယ်တဲ့အဲ့ဒါကြောင့်မို့လို့အခုမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်တိကန္တကိသုတ်လို့ခေါ်တယ်တိကန္တကိဆိုတာတရားဒီသုတ်တန်ကိုဟောတဲ့နေရာဒေသကိုဆွဲပြီးတော့ခေါ်တဲ့အမည်တစ်ခုပါတိကန္တကိဆိုစု 3 မျိုးရှိတဲ့တောဆိုလိုတာကတော့တောရဲ့နာမည်တစ်ခုပေါ့အဲ့ဒီတောကဘယ်နားမှာရှိတာတုံးလို့ဆိုတာဝတိမြို့နဲ့6ယူဇနာဝေးကွာတဲ့ဝိသခာရဲ့မိဘတွေတည်ထားတဲ့တာကေတမြို့မှာရှိတယ်တာကေတမြို့ဆိုတာဝိသခာရဲ့မိဘများကတဲ့တဲ့မြို့ပဲဝိသခာတို့ကဗတ္တိယကနေရွှေ့ပြီးတော့လာကြရတာကောသလမင်းကြီးကသူ့နိုင်ငံမှာတထေးမရှိလို့ဆိုပြီးဗေမိတာရမင်းကြီးစီကတထေးတူတောင်းတဲ့အခါမှာမင်းကတထေးကြီးရဲ့သားဒနင်ဇယကိုပေးလိုက်တာအဲ့တော့သူကသူ့အသင်းပွဲနဲ့လာပြီးတော့တာဝတိမြို့ထီအောင်မလာတော့ပဲနဲ့တာဝတိမြို့နဲ့ခလန်းလန်းမှာတာဂိတဆိုတဲ့မြို့တည်လိုက်တာအဲ့တော့တထေးတူကတည်လိုက်တဲ့မြို့ကြီးပေါ့နော်အဲ့ဒီမှာဝိသခာတို့ရောက်အဲ့ဒီမှာနော်အဲ့ဒီတိကန္တကိသုတ်ဆိုတာအဲ့ဒီမှာမြတ်စွာဘုရားတာဂိတမြို့နာကတိကန္တကိလို့ဆိုတဲ့တောအုပ်ထဲမှာသတင်းသုံးနေတဲ့အချိန်ယဟန်တော်တွေကိုဟောပေးတဲ့သုတ်တန်တစ်ခုပဲအဲ့တော့ယဟန်တော်တွေဟောပေးတယ်ဆိုပေမဲ့လို့အလုံးသောပရိသတ်၄ပါးအတွက်ဘဝမှာနေနည်းထိုင်နည်းတစ်ခုဟောတဲ့အနေအထားတစ်ခုပေါ့အဲ့တော့ဘာလို့ဒီလိုဟောတာလဲဆိုတော့တိလကိုထိန်းနိုင်ဖို့ရရှိထားတဲ့တမာတိတွေပြက်ပြားမသွားအောင်ထိန်းနိုင်ဖို့ဟောမှန်ကန်တဲ့အမြင်တစ်ခုနဲ့ထိန်းမှဒါတွေကဖြစ်နိုင်အဲ့တော့ထိန်းထားခြင်းသည်တိလထိန်းထားခြင်းဖြင့်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့မဂ္ဂင်တရားတွေပြည့်စုံနေပြီတမာတိမပြက်ပြားအောင်ထိန်းထားခြင်းဖြင့်သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့မဂ္ဂင်တွေနဲ့ပြည့်စုံပြီဘာနဲ့ထိန်းလို့ဆိုသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပဒီနှစ်ခုထိန်းပြီးတော့အလုံးလုံးသွားတဲ့နိစနစ်ကိုပေးတာအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒတွေဟာသူများကိုအားကိုးဖို့ပြောတာတခုမှမပါနော်တခြားဘာသာတွေကြည့်ဘုရားသခင်ပဲကောင်းကင်ဘုံပဲညှော်ပြီးတော့ပြောနေကြတဲ့စကားတွေကြည့်ပဲကောကိုယ့်ရဲ့အစွမ်းစားဘာတခုမှမရှိအလုံးဟာဘုရားသခင်ရဲ့အလိုတော်ကြဘုရားသခင်ရဲ့အကျိုးကျေးဇူးဘုရားသခင်ကိုပဲကျေးဇူးတော်ဆိုပြီးတော့ဒီလိုလုပ်တယ်မြတ်စွာဘုရားသခင်ကိုရမရဲ့အဆုံးအမမှာဒီလိုမဟုတ်ဘူးလူတိုင်းမှာအသိစိတ်တွေရှိတယ်အဲ့ဒီအသိပညာကိုအားကိုးပြီးတော့ကိုယ်တိုင်လိုက်နာကျင့်သုံးပြီးတော့ကိုယ်တိုင်နေတတ်ထိုင်တတ်ဖို့ဟာ mind center teaching လို့ခေါ်တယ်စိတ်ကိုဗဟုပြုတဲ့အဆုံးအမဩဝါဒဘယ်သူကမှအားကိုးစရာမလိုတဲ့အင်မတန်မှလွတ်လပ်ပြီးတော့နော်ကိုကောင်းအောင်ကိုလုံးနိုင်တဲ့အနေအထားတစ်ခုအင်မတန်မှကျေနပ်စရာကောင်းတဲ့သူများကိုအားကိုးစရာမလိုဘူးဆိုတာအင်မတန်မှကောင်းတာအရာရာမှာစဉ်းစားကြည့်လေသူများအားကိုးနေရတဲ့လူတယောက်ဟာဘယ်ကိစ္စမှမကောင်းဘူးကိုယ့်ဟာကိုယ်လှုပ်လို့ရတာတွေမြတ်စွာဘုရားဒီစနစ်ဟ
ခေါ်ပြောထားတာအဲ့တော့အဲ့ဒီထိခဏကိတုတ်မှာမြတ်စွာဘုရားကဝိပဿနာရှုဖို့အာယုံအလိုက်ပေါ်လာတဲ့အာယုံများကိုရှုပွားရမယ်ဝိပဿနာတရားဆိုပြီးတော့မြတ်စွာဘုရားက၅မျိုးခွဲခြားပြီးတော့ဟောထားတယ်အဲ့တော့ဘုရားစကားနဲ့ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကယဟန်တွေကိုစဟောတယ်ဘာဟောလဲတာဓုဘိက္ခွေကာလေနကာလံအပတိကုလေပတိကုလတင်ကြီးဝိဟရိယဘုရားဆိုလိုတဲ့အဓိပ္ပာယ်ကဒီနေရာမှာပတိကုလအပတိကုလဆိုတဲ့စကားလုံးလေးကိုမှတ်ဖို့လိုတယ်ပတိကုလဆိုတာယွန်စရာကောင်းတယ်လူချင်းစရာမကောင်းဘူးအပတိကုလဆိုတာနော်ပတိကုလကယွန်စရာကောင်းတယ်လူချင်းစရာမကောင်းဘူးဆိုတာအနိဋ္ဌာယုံကိုပြောတာအပတိကုလဆိုတာယွန်စရာမကောင်းဘူးလူချင်းစရာကောင်းတယ်ဆိုအနိဋ္ဌာယုံကိုပြောတာဘုန်းကြီးတို့တွေမျက်စိကမြင်လိုက်တဲ့အာယုံမှာလူချင်းစရာကောင်းတဲ့အာယုံရှိတယ်လူချင်းစရာမကောင်းတဲ့အာယုံရှိတယ်ထိမ့်နိုင်စွာမရှိဘူးဘယ်အာယုံဖြစ်ဖြစ်မျက်စိဆိုတာမြင်မှာပဲလေကောင်းတာလေးပဲမြင်ပါစေမကောင်းတာတွေမမြင်ပါစေနဲ့လို့ရမှာမရတာမျက်စိထဲမှာအကောင်းလဲလာမှာပဲအဆိုးလဲလာမှာပဲနားကရောကောင်းတဲ့အတန်လေးပဲကြားပါရစေအတန်ဆိုးတွေမကြားပါရစေနဲ့လို့မရဘူးလေနားဆိုတာကောင်းတာလဲကြားမှာပဲမကောင်းတဲ့အတန်လဲကြားနှာခေါင်းကလည်းထို့တူပဲမွေးတဲ့အနံ့လဲရမှာပဲပုတ်တဲ့အနံ့လဲရမှာပဲလျှာကရောကိုကြိုက်တဲ့အရာသာတွေလျှာသိတာမဟုတ်ဘူးမကြိုက်တဲ့အရာသာလဲခံရမှာပဲခန္ဓာကိုယ်ကအထီးတွေကရောထို့တူပဲတက်တာတဲ့အထီးတွေရှိတယ်မတက်တာတဲ့အထီးတွေရှိဟောကောင်းမကောင်းကတော့အမြဲတမ်းလာနေမှာပဲအာယုံဆိုအဲ့တော့အဲ့လိုလာနေတဲ့အခါမှာအာယုံအလိုက်ကိုယ်စိတ်ကိုဘယ်လိုလုပ်ရဘယ်လိုစောင့်တည်ရမလဲဘယ်လိုကာကွယ်ရမလဲဆိုတာမြတ်စွာဘုရားတာဓုဘိက္ခဝေကာလေနကာလံအပတိကုလေပတိကုလတင်ကြီးဝိဟရိယအပတိကုလီအပတိကုလဆိုတာအနိဋ္ဌာယုံမျက်စိနဲ့မြင်ရတဲ့အနိဋ္ဌာယုံနားနဲ့ကြားရတဲ့အနိဋ္ဌာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့အနိဋ္ဌာယုံနော်လျှာနဲ့လဲရတဲ့အနိဋ္ဌာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အနိဋ္ဌာယုံဘယ်အနိဋ္ဌာယုံပဲဖြစ်ဖြစ်စိတ်ကူးကြံစေရတဲ့အနိဋ္ဌာယုံလူချင်းစရာမကောင်းဘူးနှစ်သက်စရာမကောင်းဘူးဆိုတဲ့အနိဋ္ဌာယုံတွေ့ကြုံလာလို့ရှိရင်တဲ့အဲ့ဒီအနိဋ္ဌာယုံကိုကောင်းတဲ့အာယုံအဖြစ်ပြောင်းပြီးတော့တခါတရံနေတာဟာအမတန်မှအကျိုးရှိတယ်လို့ဆိုလိုတာနော်ဆိုလိုတာကအနိဋ္ဌာယုံနဲ့တွေ့လို့ရှိရင်အဲ့ဒီအနိဋ္ဌာယုံကိုယမယံခအိဋ္ဌာယုံလို့ပြောင်းလဲဆင်ញင်သုံးသပ်ပြီးတော့နေလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရနိုင်ပါတယ်လို့ဒီလိုပြောတာအာယုံပြောင်းရမယ်လို့ပြောတာနော်ပြောင်းလာတဲ့အာယုံပေါ်မှာဆင်ញင်သုံးသပ်မှုပြောင်းရဆိုတော့မျက်စိနဲ့မြင်တာမကောင်းတဲ့အာယုံကိုမြင်တယ်ထုံးစံအတိုင်းဆိုရင်မကောင်းတဲ့အာယုံမြင်ဘာဖြစ်ဒေါသဖြစ်မှာပဲဒေါသဖြစ်လာမှာပဲအဲ့တော့နှစ်သက်စရာမကောင်းတဲ့အနိဋ္ဌအာယုံကိုမြင်လာပြီဆိုလို့ရှိရင်နှစ်သက်စရာကောင်းတဲ့အာယုံအိဋ္ဌာယုံမျိုးကိုမြင်လာပြီဆိုလို့ရှိရင်အဲ့ဒီအိဋ္ဌာယုံကိုဒီအတိုင်းကောင်းလိုက်တာလို့ဆိုလို့ရှိရင်ရာဂတရားတွေလာတော့မှာအဲ့ဒါတွေမလာအောင်မလာခင်ဟန်တားလိုက်ပါလို့ဒီလိုပြောတာနော်အာယုံရဲ့သဘောကိုဆင်ញင်သုံးသပ်ပြီးတော့မိမိစိတ်ထဲမှာပြောင်းလဲပေးရမယ်ဒါဝိပဿနာရှုနည်းကိုပြောတာခုခံအာထုတ်နည်းကိုပြောတာဒါကိုပါဠုဘိက္ခွေကာလေနကာလအပတိကုလိပတိကုလတင်ကြီးဝိဟရိယจิตယဟန်တို့တခါတရံကြလို့ရှိရင်တဲ့အိဋ္ဌာယုံနဲ့ကြုံတဲ့အခါမှာအဲ့ဒီအိဋ္ဌာယုံကိုနှစ်သက်စရာမကောင်းဘူးဆိုတဲ့အတွေးလေးတွေးပြီးနေလိုက်ပါတဲ့နော်နှစ်သက်စရာကောင်းတယ်ဆိုရင်လောဘတွေဖြစ်မှာဆိုလို့မဖြစ်အောင်အဲ့တော့အဲ့လိုတွေးပြီးနေလို့ရှိရင်ဘယ်လိုအကျိုးရှိတာတုံးဆိုတာမြတ်စွာဘုရားကဆက်ပြီးတော့ဟောထားတာဘယ်လိုရည်ရွယ်ချက်နဲ့တုံးဆိုမမေရဇနီယေတုဓမ္မေတုရာဂောဥဒ္ဒပါတိတမစ္ဆရာအာယုန်နေဆိုရင်ရာဂဖြစ်လိမ့်မယ်နှစ်သက်ဆရာအာယုန်နေနဲ့တွေ့ရင်ဆိုရင်ရာဂဖြစ်လာလိမ့်မယ်အဲ့ဒီရာဂမဖြစ်စေဖို့အတွက်ရည်ရွယ်ချက်က
အိဋ္ဌာယုံကောင်းတဲ့နှစ်သက်စရာအာယုံနဲ့တွေ့လာတဲ့အခါမှာအဲ့ဒီအိဋ္ဌာယုံလေးကိုမကောင်းတဲ့အနေအထားဘက်ကရှုထောင့်ကနေဆင်ခြင်ပြီးတော့နေလိုက်ပါတဲ့မနေလို့ရှိရင်ဘာဖြစ်လာမလဲဆိုရင်ရာဂဖြစ်လာလိမ့်မယ်တဲ့အဲ့ဒီလိုရာဂဖြစ်မလာအောင်တွေ့တရားစရာနှစ်သက်စရာကောင်းတဲ့အာယုန်ဒီပေါ်မှာရာဂမဖြစ်စေရအောင်ဟုတ်လားနှစ်သက်စရာကောင်းတဲ့အာယုန်ကိုနှစ်သက်စရာမကောင်းတဲ့အသွင်တရံအားဖြစ်အောင်အမှတ်တင်ညာကိုပြောင်းလဲပြီးတော့ပေးပါဆင်ញင်ပါလို့ဒီလိုပြောတာเนาะကဲပေါ်လွင်ထင်ရှားအောင်ပြောမယ်ဆိုရင်ဒီအိဋ္ဌာယုံတစ်ခုကိုတွေ့လူချင်းစရာကောင်းတဲ့အာယုံတစ်ခုကိုမြင်တယ်လူချင်းစရာကောင်းတဲ့အတန်ကိုကြားတယ်လူချင်းစရာကောင်းတဲ့အနံ့ကိုရလူချင်းစရာကောင်းတဲ့အရသာကိုခံရလူချင်းစရာကောင်းတဲ့အထီးတွေ့ဖြစ်လာပြီဆိုလို့ရှိရင်အမြင်အာယုံနဲ့ပတ်သက်ပြီးတော့ကြည့်နှစ်သက်စရာအမတန်မှလှပတဲ့အရာတစ်ခုကိုမြင်လိုက်တဲ့အခါရာဂမဖြစ်စေဖို့အတွက်ဘာဆင်ញင်ရမလဲလို့ဆိုရင်မတင့်တယ်တဲ့သဘောကိုပြောင်းလဲပေးလိုက်ပါလို့ဆိုတာမတင့်တယ်တဲ့သဘောကိုဆင်ញင်စဉ်းစားကြည့်လိုက်ဆိုပါစို့လူတွေဟာနော်အမျိုးသားအမျိုးသမီးတတ်မဲ့စရာအာယုံကိုတွေ့လာပြီဆိုတဲ့အခါမှာအတုပသဘောကိုဆင်ញင်ပါအတုပဆိုတာဘာသာအိမ်ကိုပြောတာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ရဲ့မတင့်တယ်မဆင်ញင်မှုတွေကျွန်းစရာကောင်းတာတွေကိုတွေးကြည့်လိုက်အဲ့ဒီနှစ်သက်စရာအာယုံလေးတစ်ခုရဲ့နှစ်သက်စရာမကောင်းတဲ့အခြေအနေတွေကိုဆင်ញင်စဉ်းစားကြည့်ပါလို့ဒီလိုပြောတာအဲ့ဒီလိုဆင်ញင်စဉ်းစားလိုက်ခြင်းအာဝိပဿနာတရားတစ်ခုပဲပေါ့အဲ့ဒီဝိပဿနာတရားဖြင့်ရာဂမဖြစ်အောင်ဟန်တားလိုက်တာပဲလို့ဒီလိုပြောတာเนาะဒါကိုယ့်ဘက်ကိုလှုပ်ကြည့်တကယ်ရမရတကယ်ဆင်ញင်စဉ်းစားကြည့်လိုက်လို့ရှိရင်ဟန်တားမှုကဖြစ်သွားတယ်တခါတော့ကရှင်ဝင်ကိတဆိုတဲ့ရဟန်းတော်ဟာရှင်အနန္ဒာနဲ့အတူတကွမြို့ထဲကိုဆွမ်းခံသွားတယ်ဆွမ်းခံသွားတဲ့အခါကျတော့နှစ်သက်စရာအာယုန်တစ်ခုပေါ့နော်အမျိုးသမီးနှစ်သက်စရာအာယုန်တစ်ခုမြင်ပြီးတော့ရာဂစိတ်တွေဖြစ်ပွားတာရှင်အနန္ဒာကိုဖွင့်ပြီးတော့လျှောက်တယ်တပည့်တော်ရာဂစိတ်တွေဖြစ်နေတယ်ဗျာအဲ့ဒီရာဂတရားငြိမ်းအောင်တပည့်တော်ကိုဟောပေးပါလို့ဆွမ်းခံသွားရင်လျှောက်တာလျှောက်တော့ရှင်အနန္ဒာကသူ့ရပ်ပြီးတော့တရားဟောလိုက်တယ်အတုပါယစိတ်တံပါဝေရှေ့တော့ရှင်အနန္ဒာကဘာသာပြောလို့ဆိုတင်ညာယဝိပရိယေတာစိတ်တံတေပရိဒိရှတိငါရှင်နဲ့မင်းအမှတ်မှားနေလို့စိတ်တွေဟာဖောက်ပြန်သွားတာလှတယ်လို့မင်းမှတ်နေလို့စိတ်တွေဟာဖောက်ပြန်သွားတာတဲ့အဲ့ဒါကြောင့်မို့လို့အတုပါယဘာဝေဟိမတင့်တယ်ဘူးဆိုတဲ့အနေအထားကိုမင်းသေးသေးချာချာဆင်ញင်စဉ်းစားလိုက်ပါလို့ဟုတ်တယ်လေလူတယောက်ဟာလှတယ်မလှဘူးဆိုတာအပေါ်ယံလေးတွေကြည့်ပြောတာအပေါ်ယံလေးကြည့်ပြောတာနေ့စဉ်တဘာဝတွေစဉ်းစားကြည့်လူမှာကိုးပေါက်သွားတာအမှားဝါရှိတယ်မျက်စိကထွက်တဲ့ဟာရောနှစ်သက်စရာကောင်းတာရှိရလားနားကထွက်တာနှစ်သက်စရာကောင်းတာရှိရလားပါးစပ်ကထွက်တဲ့အရာတွေနော်နှာခေါင်းပေါက်ကဘယ်ကထွက်ကိုးပေါက်သွားတာအမှားဝါထွက်တာတွေဟာယွန်စရာတွေကြီးပဲဆိုတာကိုစဉ်းစားကြည့်ပါလို့ဘယ်သူများကိုယ်ပစ္စည်းဆိုပြီးတော့သိမ်းထားတာများရှိလို့လဲအလုံးဟာကိုယ်ခန္ဓာကထွက်တဲ့ပစ္စည်းဟာတန်ဖိုးရှိတာတခုမှမရှိလို့နော်လူတွေဟာစားတော့ကတော့သမင်းပွဲကြီးနဲ့ပျော်ပျော်ပါပါအတူတူဝစားကြတယ်အေးစွန့်ထုတ်ပြီဆိုတဲ့အခါကျတော့တယောက်တည်းတကားချက်ထိုးပြီးတော့တွိုင်းလက်ထဲဝင်ကြတာနော်ဘာဖြစ်လို့လဲဆိုတော့ကိုတောင်မှနှာခေါင်းပိတ်ရတယ်သူများတွေမြင်ဘယ်လိုလုပ်မကောင်းလို့ပေါ့အဲ့ဒီသဘောကိုဆင်ញင်စဉ်းစားကြည့်လိုက်တာနဲ့တပြိုင်နက်ခုနကလူချင်းစရာဆိုတဲ့အတွေးတွေပျောက်ထွက်သွားတာဒါကိုပြောတာတမ္မာသင်္ကပ္ပလူချင်းစရာအတွေးပျောက်သွားအောင်ဆင်ញင်မပျောက်သေးဘူးဆိုထပ်တွေးဆံမင်းမွေးညင်းခြေသက်လက်သက်သွားအရေးအသာအကျော်ရိုးချင်းသည်တစ်ခုစီခန္ဓာကိုယ်မှာရှိသမျှအရာတွေကိုဖြုတ်ပြီးတော့ကြည့်လိုက်သပင်ဆိုတာခေါင်းပေါ်မှာရှိတော့လှတယ်လေအယောင်လေးကလည်းမျိုးမျိုးဆိုး
နော်အမွှေးကြိုင်တွေကလည်းအဲ့ဒီသဘင်ကမွှေးတာမဟုတ်ဘူးတကယ်ကတော့လိမ့်ထားတဲ့စီကြောင့်မွှေးတာနတ်သားစီကြောင့်မွှေးတာအဲ့ဒါကိုသဘင်ကမွှေးတယ်လို့ထင်သွားတယ်တကယ်သဘင်ဟာတပတ်တလအဖို့မလျှော်ပဲနဲ့ခေါင်းမလျှော်ပဲနဲ့ထားကြည့်ပါလားဘယ်လိုအနံ့လဲဆိုတာတွေ့လာမှာပဲနော်ကိုယ့်ကိုယ်တော်နှာခေါင်းပိတ်နေရမယ့်အနေအထားမျိုးဖြစ်လာအဲ့တော့မွှေးတဲ့ကြိုင်နေဆိုတာအပြင်ကဟာတွေနဲ့ဖုံးထားတာတကယ်ကမွှေးတာကြိုင်တာတခုမှမရှိဘူးခန္ဓာကိုယ်ကထွက်သမျှအမွှေးကြိုင်မရှိဘူးဆိုတာလူတိုင်းသိပါတယ်သိလို့ပဲမနဲ့အိပ်ရထားတယ်ဆိုရင်ဘယ်အရင်သွားတွိုင်းလဲအရင်သွားကြတယ်မျက်နှာသိရတယ်တန့်ရှင်းရတယ်အကုန်လုံးပြရအဲ့ဒီသဘောတွေကိုဆင်ញင်စဉ်းစားကြည့်လိုက်လို့ရှိရင်အတုပါယဘာဝေဟိမာနာနုတယမောဇဟာအေးခန္ဓာကိုယ်ရဲ့သဘောဆိုတာဘာမှထင်တယ်တာမရှိဘူးအလုံးဟာယွန်းစရာအတိတာဖြစ်တယ်လို့လိုချင်စရာလို့ထင်လာတယ်နှစ်သက်စရာလို့မြင်လာတဲ့အာယုန်တစ်ခုပေါ်မှာနှစ်သက်စရာမကောင်းဘူးဆိုတဲ့ဒီအတွေးလေးနဲ့ဖယ်ရှားပြစ်လိုက်ပါတဲ့အဲ့ဒါလို့ဖယ်ရှားပြစ်လိုက်လို့ရှင်အလွန်တတ်မဲ့စရာကောင်းတဲ့အာယုန်ပေါ်မှာတောင်ရာဂဆိုတာမလာတော့ပါဘူးတားထားလိုက်နိုင်ပြီပေါ့ဒါကိုပြောတာနော်အိဋ္ဌာယုန်နဲ့တွေးလို့ရှိရင်အနိဋ္ဌဖြစ်အောင်နှလုံးသွင်းဆင်ခြင်ပြင့်နာစာကိုရှာကြည့်အဲ့ဒါလို့ရှာကြည့်လိုက်တာနဲ့တပြိုင်နက်ရာဂဆိုတာဖြစ်ဖို့အခြေအနေတခုမရှိတော့တားလိုက်တယ်တားလိုက်သည့်အတွက်ကြောင့်ပြဿနာတွေအများကြီးအေးသွားတယ်သီလကျိုးမှမကျိုးတော့ဘူးတမာတိပြက်ပြားမှမပြက်ပြားတော့ဟောဒီသဘောကိုပြောတာနော်မတားဘဲနဲ့နေကြည့်ပါလားဒုက္ခရောက်မှာပေါ့ဒီလိုဆိုလိုတာအဲ့ဒါဟာနမူနာတစ်ခုပဲနော်မြတ်စွာဘုရားကအဲ့ဒါကိုပြောတာအိဋ္ဌာယုံနဲ့လိုချင်စရာအာယုံကိုတွေ့လာလို့ရှိရင်လိုချင်စရာမကောင်းတဲ့အနေအထားတစ်ခုကိုဆင်ញင်စေစားပေးတာကောင်းတယ်။ဘာဖြစ်လို့ကောင်းလဲ။ရာဂမဖြစ်လို့ကောင်းတယ်ဒီလိုပြောတာ။ရာဂမဖြစ်ဖို့ရအဓိကကြတယ်ပေါ့။ဒါကနံပါတ်1အဲ့တော့ဆင်ញင်တယ်ဆိုတာအတုပမတင့်တယ်တဲ့သဘောနဲ့ဆင်ញင်မှပျောက်သလားလို့ဆိုတော့တခါတရံကြတော့အတုပမဟုတ်တာရှိသေးတယ်ဆိုပါစို့ကိုကတတ်မဲ့ထားတာလူမဟုတ်ဘူးနော်လက်ပင်ဆွဲထားတဲ့စိတ်ပိတ်ရကလေးကိုတတ်မိနှာထောင်ပန်ထားတဲ့စိတ်နှာထောင်ကိုတတ်မဲ့ဆိုပါစို့နော်ပစ္စည်းဥစ္စာကိုတတ်မဲ့ပြီလို့နှစ်သက်စရာကောင်းတဲ့ပစ္စည်းဥစ္စာဆိုပြီးတော့တတ်မဲ့ပြီဆိုရင်အဲ့ဒါကြတော့ဘယ်လိုဆင်ញင်ရမလဲလို့ဆိုရင်အနိစ္စသဘောကိုဆင်ញင်ပါတဲ့အဲ့ဒီကြတော့နော်ဒီပစ္စည်းလေးဟာခဏပဲသူပိုင်ဆိုင်တာလည်းခဏပဲအကယ်၍ငါပိုင်ဆိုင်ဖို့ဆိုလဲငါလည်းခဏပဲဘယ်ရာမှသင်္ခါရဆိုတာမမြဲဘူးပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်နှစ်တရာအတွင်းမှာခွဲခြားမှာပဲလို့ဆိုတဲ့မမြဲတဲ့သဘောလေးတစ်ခုကိုဆင်ញင်စဉ်းစားပါတဲ့အနိစ္စဆင်ញင်စဉ်းစားခြင်းဘယ်ပစ္စည်းဖြစ်ဖြစ်ရေရှည်မဟုတ်ဘူးနော်ခဏလေးနဲ့ပျက်စီးသွားမှတွေကြီးပဲလို့အနိစ္စသဘောကိုဆင်ញင်စဉ်းစားကြည့်ခြင်းအပြင်ရာဂဖြစ်မှာကိုတားလို့ရပါတယ်လို့ဒီလိုပြောတာနော်အဲ့တော့ဒါဟာဝိပဿနာရှုတဲ့သဘောကိုပြောတာအမှန်တမ်းအရေးကြီးတဲ့နေ့စဉ်ဘဝမှာရှုမှတ်ရမယ်ဝိပဿနာတရားတွေပဲလူကိုတတ်မှတ်တယ်ဆိုရင်အတုပအနေထားကြည့်အနိစ္စမကြည့်ရဘူးလားဆိုကြည့်ရတယ်အဲ့ဒါနဲ့ဖြေလဲရတယ်ပစ္စည်းကိုတတ်မဲ့တယ်သင်္ခါရတစ်ခုကိုတတ်မဲ့တယ်ဆိုလို့ရှိရင်အနိစ္စသဘောနဲ့ဆင်ញင်ပြီးတော့တတ်မဲ့မှုကိုဖြေဖြောင်းရမယ်လို့ဒီလိုဆိုလိုတာမြတ်စွာဘုရားနော်ဒုတိယတစ်ခုကြည့်ဒုတိယတစ်ခုကြတော့ဘာလို့ဆိုပฏิကူလေအပฏิကူလအသိဉာဏ်လိုချင်စရာမကောင်းမှုအလွန်ယွန်းစရာကောင်းတဲ့အလိုမရှိရတဲ့အာယုံကိုမျက်စိထဲမှာမတည့်တဲ့အာယုံကိုမြင်တယ်မကြားခြင်းနဲ့အတန်ကြားတယ်မရှုခြင်းနဲ့အနတ်နော်မလျဲခြင်းနဲ့အရာသာမထိခြင်းနဲ့အရာအဲ့ဒါလို့အနိဋ္ဌာယုံတစ်ခုအာယုံနဲ့ဆုံးလာပါပြီဆိုလို့ရှိရင်အဲ့ဒါကိုဆက်ပြီးတော့အနိဋ္ဌာယုံကိုဆက်ပြီးတော့ဒီတိုင်းနဲ့အနိဋ္ဌသဘောနဲ့နေမယ်ဆိုလို့ရှိရင်ဘာဖြစ်လာမလို့ဆိုဒေါသဖြစ်မှာပေါ့အဲ့ဒီလိုဒေါသမဖြစ်ရအောင်ဘာနဲ့ဟန်တာမလို့ဆိုအဲ့ဒါကြတော့ဘလောက်နှစ်သက်เสียမကောင်းတဲ့အရာပဲဖြစ်ဖြစ်အနိဋ္ဌာယုံကိုအိဋ္ဌနှစ်သက်เสียဘက်ကရှုကြည့်ပါတဲ့စိတ်ကိုပြောင်းပေးတာနော်
နှစ်သက်စရာဥပမာမဲ့လူတယောက်ကိုနဲ့မတည့်တဲ့လူတယောက်ကိုမြင်လိုက်တယ်မြင်လိုက်တာနဲ့မထိန်ဘူးဆိုလို့ရှိရင်ဒေါသဖြစ်တယ်မြင်လူကိုမြင်ပြီးတဲ့နောက်ဘာတွေမြင်တာတော့ဆိုအေးဘယ်တော့ကငါအကျိုးမဲ့ကိုလှုပ်ထားတယ်ငါမိတ်ဆွေရဲ့အကျိုးမဲ့ကိုလှုပ်ထားတယ်ဆိုရယ်သူ့ရဲ့လှုပ်ရက်တွေပေါ်မှာတွေးပြီးတော့နေမယ်ဆိုလို့ရှိရင်ဒေါသဖြစ်တော့မှာပဲအဲ့ဒီအခါကျတော့ဘာဆင်ញင်ရမလဲကိုယ်နဲ့မတည့်တဲ့လူသို့မဟုတ်အပြစ်ရှိတဲ့လူတယောက်ကိုတွေးပြီးဆိုတဲ့အခါမှာအဲ့ဒီအပြစ်တွေကိုသာရှုမယ်ဆိုလို့ရှိရင်ဒေါသဖြစ်ဖို့သိကြတယ်အဲ့တော့ဘာလို့နော်ကောင်းခွက်ကိုရှာမေတ္တာကိုပွားလို့ဆိုတဲ့အတိုင်းလူတယောက်ဟာအကောင်းဆိုတာရှိတယ်ကောင်းတဲ့အကွက်ကလေးကိုရှာပြီးတော့မေတ္တာပွားအောင်လုပ်ပါမေတ္တာနဲ့ဖြေပြောက်ပါလို့ဆိုလိုက်တယ်မုန်းစရာတွေဖြစ်နေတဲ့လူတယောက်ဟာမုန်းစရာအချက်တွေကိုမတွေးပါနဲ့တဲ့ကောင်းတဲ့အချက်ကလေးကိုတွေးပြီးတော့မေတ္တာပွားပေးပါဟောဒီအချက်ကြတော့မေတ္တာနဲ့ခုခံဖို့ရသော်ဗျာဟောတာအပတိကုပฏิကူလေအပတိကူလတင်ကြီးအနိဋ္ဌာယုံဆိုရင်ဒီနှစ်သက်စရာဘက်ကတွေးပြီးတော့ရှင်းញင်ပါတဲ့အဲ့ဒါလို့မှမရဘူးဆိုလို့ရှိရင်ဓာတ်သဘောနဲ့လည်းရှင်းញင်ပေးလို့ရတယ်သင်္ခါရတွေဆိုရင်ဓာတ်သဘောနဲ့ရှင်းញင်ပြီးတော့ပြီးအေးသူ့စိတ်ဆိုးနေလို့ရောငါဘာအကျိုးရှိမှလဲသူလည်းပထဝီဓာတ်ပဲငါလည်းပထဝီဓာတ်သူလည်းအာဘောတေဇောဝါရောငါလည်းဒီဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတာပဲငါသူ့ကိုမုန်းနေတော့ရောဘာဖြစ်မလဲဟောဒီလိုဆင်ញင်စဉ်းစားပါတဲ့ဒီမှာနီလန်းနှစ်သွယ်ကတော့နံပါတ်1ကဒေါသဖြစ်เสียအနိဋ္ဌာယုံနဲ့ကြုံပြီးဆိုလို့ရှိရင်ကောင်းဘက်ကိုရှာမေတ္တာကိုပွားကောင်းတာကိုရှာကြည့်ပြီးတော့မေတ္တာဖြစ်အောင်လုပ်တဲ့နောက်တနည်းကဓာတ်သဘောကိုဆင်ញင်စဉ်းစားဓမ္မသဘာဝကိုဆင်ញင်စဉ်းစားပြီးတော့အဲ့ဒီဒေါသဖြစ်မဲ့ဟာကိုဟန်တာပါလို့ဒီလိုမြတ်စွာဘုရားဟောတာဒါကနေ့စဉ်ရှင်းသုံးရမယ်ဝိပဿနာပဲဒါကိုပြောတာပေါ်လာသည့်အာယုများနဲ့ရှုပွားရမည်ဝိပဿနာတရားဆိုပေါ်လာတဲ့အနေအထားပေါ်မှာကြည့်ပြီးတော့ကိုယ်စိတ်ကိုပြင်ပေးတဲ့သဘောနော်ဒီလိုဆိုလိုတာဟောနောက်တစ်ခုတတိယအချက်ကြတော့မြတ်စွာဘုရားတွဲဖက်ပြီးတော့ပြတခါတည်းအာယုဆိုတာဆန်းတယ်တပိုင်းကနှစ်သက်စရာကောင်းပေမဲ့တပိုင်းကဆက်ဆုပ်စရာကောင်းတဲ့အာယုမျိုးလဲမြင်တယ်လေအကောင်းတစ်ဝက်အဆိုးတစ်ဝက်အဲ့ဒါလိုလာပြီဆိုလို့ရှိရင်အကောင်းတစ်ဝက်အဆိုးတစ်ဝက်လာပြီဆိုရင်ဘာဖြစ်နိုင်လို့ဆိုရင်အကောင်းကိုတွေးလိုက်လို့ရှိရင်ရာဂဖြစ်လိမ့်မယ်အဆိုးကိုကြည့်လို့ရှိရင်ဒေါသဖြစ်လိမ့်မယ်အဲ့ဒီလိုဖြစ်လာတဲ့အခါမှာတဲ့ဘသူကစွမ်းအားပိုပြည့်နှက်တုံဆိုလို့ရှိရင်ရာဂဘက်ကအကောင်းဘက်ကပို့ပြီးတော့စွမ်းအားပို့ပြင်းတတ်တယ်ဒါကြောင့်မို့လို့အဲ့ဒီအခါကြလို့ရှိရင်ပฏิကူလတင်ကြီးတဲ့ကျင့်တတ်เสียမကောင်းတဲ့တဘာဝတရားကိုဆင်ញင်စဉ်းစားကြည့်အေးသင်္ခါရတရားဆိုတာဘယ်ဟာမှမမြဲဘူးအလုံးဟာတခဏအတွင်းပျက်စီးသွားကြမှာကြီးပဲလို့ဒီလိုဆင်ញင်သုံးသပ်ခြင်းဖြင့်ရာဂမဖြစ်အောင်တားလိုက်နိုင်တယ်ဒေါသမဖြစ်အောင်တားလိုက်နိုင်တယ်လို့ဒီလိုဆိုတာနော်ဒီလိုဆိုတာနောက်တစ်ခါပฏิကူလအဆိုးကအရင်လားအဆိုးကတဝက်အပฏิကူလအကောင်းကတဝက်အဲ့ဒီလိုလာတဲ့အခါမှာလဲနောက်တနည်းကတော့အကောင်းဘက်ကိုကြည့်ပြီးတော့တာဆိုလိုတာကဒီနံပါတ်3နဲ့နံပါတ်4ကိုမြတ်စွာဘုရားကိုယ့်ရဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီအကောင်းအဆိုးရောလာတယ်ဆိုလို့ရှိရင်အဆိုးကိုစဉ်းစားပြီးတော့လဲတားလို့ရတယ်အကောင်းကိုစဉ်းစားပြီးတော့လဲတားလို့ရတယ်လို့အဲ့တော့အကောင်းဆိုစဉ်းစားတယ်ဆိုတာဘာလဲအကောင်းကိုစဉ်းစားတယ်ဆိုရင်မေတ္တာပွားဖို့နဲ့ဓာတ်သဘောကိုဆင်ញင်စဉ်းစားဖို့သဘာဝဓမ္မကိုဆင်ញင်စဉ်းစားတာဒါအကောင်းပဲအဆိုးဘက်ကိုစဉ်းစားတယ်ဆိုတာဘာလို့ဆိုရင်အတုပနဲ့အနိစ္စပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့ဆင်ញင်စဉ်းစားခြင်းဖြင့်ဒီဖြစ်ပေါ်လာတဲ့အာယုန်တွေပေါ်မှာရာဂမဖြစ်အောင်ဒေါသမဖြစ်အောင်မောဟမရာဂမဖြစ်အောင်ဒေါသမဖြစ်အောင်ဒီလိုတားလိုက်နိုင်တယ်နောက်ဆုံးနံပါတ်5အနေနဲ့ဒီနံပါတ်5အနေနဲ့ခြားတော့ပฏิကူလင်္စအပฏิကူလင်္စတတုပယအဘိနိဝိစ္စတဝဥပိက္ခကော
ဝိဟရိယတတောတမ္ပဇာနောဒါနံပါတ်5ကဒီနိလန်တစ်ခုထပ်ပြတာမြတ်စွာဘုရားအာယုဆိုတာအကောင်းနဲ့ဆိုနှမျိုးပဲထားတာနော်နှစ်သက်စရာကောင်းတဲ့အာယုရှိတယ်တဘာဝအတိုင်းထားမယ်ဆိုရင်နှစ်သက်စရာကောင်းတဲ့အာယုဆိုရင်လောဘဖြစ်မယ်မုန်းတိစရာကောင်းတဲ့အာယုဆိုရင်ဒေါသဖြစ်မယ်ဒီလိုလာပါအဲ့တော့အဲ့ဒီနှစ်ခုစလုံးကိုနော်လိုချင်စရာမကောင်းတဲ့အာယုရောလိုချင်စရာကောင်းတဲ့အာယုရောအဲ့ဒီနှစ်ခုစလုံးကိုပေါ်လာတဲ့အာယုလေးကိုရှောင်လိုက်ပါတဲ့နှလုံးမသွင်းနဲ့တဲ့နှလုံးမသွင်းမဲ့နဲ့လစ်လျူရှုပြီးတော့တတိတံပစညာနဲ့နေပါလို့ဒီလိုပြောတာအဲ့ဒီဟာကတော့ယဟန္တာပုဂ္ဂိုလ်ရဲ့ဆလင်ကုပိက္ခာလို့ခေါ်တယ်အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့ဥပိက္ခာဆိုတာစိတ်ကိုတည်ငြိမ်အောင်ထားတဲ့အကျင့်တစ်ခုပဲမျက်စိကကောင်းတာမြင်လဲဂရုမစိုက်ဘူးမကောင်းတာမြင်လဲဂရုမစိုက်ဘူးအာယုံရဲ့တဘာဝကိုဆင်ញင်စဉ်းစားပြီးတတိတံပစင်နဲ့နေတယ်လောဘမဖြစ်ဘူးကောင်းတာမြင်လို့လောဘမဖြစ်ဘူးမကောင်းတာမြင်လဲဒေါသမဖြစ်ဘူးနော်အာယုံရဲ့သဘောကိုအမှန်ကန်သိပြီးတော့တတိနဲ့လိလိရှုလိုက်တယ်တတ္တရမစ္ဆတတ္တာလို့ခေါ်တဲ့အတိုင်းကိုယ်စိတ်မှန်ကန်တဲ့အတွေးတစ်ခုနဲ့ထိန်းထားလိုက်တဲ့ပေါ့ကောင်းတယ်လို့လည်းမစင်စားဘူးမကောင်းဘူးလို့လည်းမစင်စားပဲနဲ့လိလိရှုထားလိုက်တဲ့နီးဆိုလိုတာကအဓိပ္ပာယ်ကဘာလို့လဲကိုယ်လာချီးမွမ်းလည်းမကြားကြအောင်ဆောင်းနေလိုက်တဲ့သဘောနော်ဆဲရင်လည်းမကြားကြအောင်ဆောင်းနေလိုက်တဲ့သဘောခေါင်းထဲမှာမထည့်ဘူးလို့ဆိုလိုတယ်ဒါတွေကိုအမိုက်တရိုက်တွေငါခေါင်းထဲမှာမထည့်ဘူးဆိုပြီးတော့ရှောင်းနေလိုက်တယ်ကိုစဉ်းစားရမယ့်အလုပ်တစ်ခုကိုပဲစဉ်းကျင်စဉ်းစားနေလိုက်တယ်ရှောင်ရှားနေလိုက်အဲ့ဒီနည်းကိုပြောတာဒါကြောင့်မို့လို့မြတ်စွာဘုရားကပฏิကူလင်းစအပฏิကူလင်းစတရုပယအဘိနိဝိစိတဝါအနိဋ္ဌာယအိဋ္ဌာယအနိဋ္ဌာယကိုလည်းရှောင်ရှားလိုက်မယ်အိဋ္ဌာယကိုလည်းရှောင်ရှားလိုက်မယ်အဲ့ဒီအာယုန်တွေပေါ်မှာဥပိ္ပခကောမြတ်မြတ်တတာသဘောထားလိုက်မယ်မကောင်းဘူးလို့လည်းမတွေးဘူးကောင်းတယ်လို့လည်းမတွေးဘူးနော်ခြားချထားလိုက်မယ်တတောတမ္ပဇာနောဆင်ញင်တုံတရားနဲ့အမှတ်တရားလေးနဲ့နေလိုက်မယ်ဆိုလို့ရှိရင်လေခုနကလောဘဖြစ်เสียတွေဒေါသဖြစ်เสียမောဟဖြစ်เสียဒါတွေအကုန်လုံးလွတ်သွားမယ်လို့ဒီလိုပြောတာနော်အလုံးလွတ်သွားနိုင်တယ်တဲ့အဲ့ဒီလိုလွတ်သွားဖို့အတွက်အခုဒီ9နံပါတ်ကိုမြတ်စွာဘုရားကဟောတာအဲ့ဒီလိုအချိန်မှာရည်ရွယ်ချက်ကဘာထားရမလို့ဆိုလို့ရှိရင်အဲ့ဒီလိုအာယုန်ဒီပေါ်မှာလစ်လျူရှုနိုင်တာဘာအတွက်ဘာကြောင့်ရှုတာတုံးလို့ဆိုရင်သူကငါရဲ့တဏ္ဍမှာတဲ့ဘယ်အာယုန်ဘယ်နေရာဘယ်လောက်ပဲအနေထားရှိဒီနှစ်သက်စရာကောင်းတဲ့အာယုန်ဒီပေါ်မှာရာဂမဖြစ်စေဘူးဘယ်အာယုန်ပေါ်မှာပဲဖြစ်ဘယ်နေရာမှာပဲနေဘလောက်အတိုင်းတာပဲဖြစ်ဒေါသမဖြစ်စေဘူးဘယ်အာယုံဘယ်နေရာမှာပဲဖြစ်ငါတဏ္ဍာမှာမောဟဆိုတဲ့တွေ့ဝေစရာအာယုန်တွေပေါ်မှာလဲမောဟမဖြစ်စေရဘူးလို့ဆိုတဲ့စိတ်ကိုစောင့်တည်ထားတဲ့အနေထားနဲ့အာယုန်တွေပေါ်ကိုအမှန်သိနေအောင်ဆင်ញင်စဉ်းစားနေတဲ့သဘောတဲ့အဲ့ဒီလိုနီလန်9သွယ်မြတ်စွာဘုရားကဒီသုတ်တံမှာထည့်သွင်းပြီးတော့ဒီလိုဟောကြားတာအဲ့တော့ဒီနီလန်း9သွယ်နဲ့ရာဂဒေါသမောဟဆိုတဲ့ကိလေသာတွေကိုတားနိုင်တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေတားနိုင်တာတုံးလို့ဆိုတော့နော်ဘယ်လိုပုဂ္ဂိုလ်တွေတားနိုင်တာတုံးဆိုရင်အထက်ကရာကဖြည့်ဆွက်ပြီးတော့ပြောထားတယ်နံပါတ်1ကတဲ့ဝိပဿနာတရားကိုအမြဲမပြတ်အားထုတ်နေတဲ့ပုဂ္ဂိုလ်မျိုးလည်းပဲဒီအတိုင်းလုံနိုင်တယ်တဲ့ဆိုတော့ဒါကိုစူးစမ်းရမယ့်ကိစ္စတစ်ခုပဲเนาะအမြဲတမ်းဆင်ញင်သုံးတတ်တဲ့အလေးကျင့်တစ်ခုလုပ်ထားတယ်အလေးကျင့်ရပြီးသားပုဂ္ဂိုလ်နောက်တစ်ခုကဘယ်လိုပုဂ္ဂိုလ်မျိုးတားနိုင်တော့ဆိုအခုလိုသုတ်တန်တစ်ခုနာယူမှတ်သားပြီးတော့စိတ်ထဲမှာစွဲထားပြီးဒီသုတ်တန်ကိုအထက်ထပ်ဆင်ញင်စဉ်းစားပြီးတော့လိုက်နာကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတားနိုင်စွမ်းရှိလာတယ်ဟုတ်တယ်လေတွေ့နေမှာပဲမျက်စိနှလုံးဖွင့်လိုက်တာနဲ့အိဋ္ဌအနိဋ္ဌကောင်းတာဆိုတာလာမှာပဲနားဆွင့်လိုက်တာနဲ့အတန်နဲ့လာမှာပဲနှာခေါင်းကအနံ့ရတာနဲ့လာမှာပဲ
laya ga ayada ne patabi lama be khana ko thi twe ya le lama be la the mya apaw ma di thutan ko tati tha pi do sin yin sin sa chin a le chin taku lop pi lo shin le ta nai ne nowသောတာပန်ဖြစ်သွားရင်လည်းတားနိုင်တယ်သဂရဂံဖြစ်သွားရင်လည်းတားနိုင်တယ်အနာဂံဖြစ်သွားရင်လည်းတားနိုင်တယ်ယဟန္တာပုဂ္ဂိုလ်ကြတော့အဆိုထားပြီးနေတော့ယဟန္တာပုဂ္ဂိုလ်မှာကြတော့လာသမျှအာယုန်ဒီပေါ်မှာယဟန္တာပုဂ္ဂိုလ်ဟာတတိတမ္ပစင်ညာနဲ့အလုံးကိုလစ်လျရှုနိုင်တဲ့အနေထားရှိဒါကြောင့်ဆလင်ကုပိက္ခာဆိုတာယဟန္တာတွေမှာဖြစ်တာအခုဒီနေရာမှာပြောတဲ့ဆလင်ကုပိက္ခာဆိုတာယဟန္တာတွေမှာဖြစ်တဲ့ဟာကိုဆိုလိုတာမဟုတ်ဘူးတမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာလေယဟန္တာပုဂ္ဂိုလ်တွေကျင့်တယ်လို့ကျင့်နိုင်အောင်လို့မြတ်စွာဘုရားဒီသုတ္တံမှာထည့်သွင်းဟောကြားတာဖြစ်တယ်ယဟန္တာပုဂ္ဂိုလ်တွေမှာရနိုင်တဲ့ဥပ္ပခါမျိုးဒီနေရာမှာထည့်သွင်းပြီးတော့ဟောကြားထားတာတဲ့ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့ရဲ့နေ့စဉ်ဘဝမှာဖြစ်ပေါ်လာတဲ့အာယုံများနဲ့ရှုပွားရမယ့်ဝိပဿနာတရားတွေဟာဘာအတွက်လဲလို့ဆိုရင်နှစ်သက်စရာအာယုန်နဲ့တွေ့လာလို့ရှိရင်ရာဂမဖြစ်ရအောင်မုန်းတီးစရာအာယုန်နဲ့တွေ့လာလို့ရှိရင်လည်းဒေါသမဖြစ်ရအောင်တွေးဝေမိမောစေတတ်တဲ့အာယုန်နဲ့တွေ့လာလို့ရှိရင်လည်းမောဟမဖြစ်အောင်တတိတံပစညာတရားလက်ကင်ထားပြီးတော့ဒီလိုအာယုန်အလိုက်ရှုပွားရမယ့်ဝိပဿနာအမြင်တွေနဲ့ထိမ့်သိမ်းစောင့်ရှောက်မယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာကိလေသာတရားတွေဟာပါတယ်ပါနဲတယ်နဲသွားပြီးကိုယ်ကကိလေသာကိုထိန်းနိုင်တဲ့အနေအထားတစ်ခု under control ပေါ့ကိုယ့်ရဲ့ထိန်းနိုင်တဲ့အောက်ကိုရောက်သွားအဲ့ဒါလို့မလုပ်ဘူးဆိုရင်သူ့ရဲ့လွှမ်းမိုးမှုတွေခံရမှာဖြစ်တယ်ပေါ့အဲ့တော့သူ့ရဲ့လွှမ်းမိုးမှုမခံရအောင်ဒီကျင့်စဉ်အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာတပိတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုသာတောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောင်းကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတပိပူဇာညစ်နောက်ကိလေသာအစရတောက်ဟုသမျှတို့သည်သမုဂတပိဉ္စဘတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းတတ်သောတိတိဘဝကိလေသာဟုဘုခတိန်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုကိုအေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်အများတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နယ်မြင်၍မလင့်ဘုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း